လူတယောက်ကတကြားလုံးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်အိပ်ပျော်နေတဲ့ကလေးငယ်ရဲ့ပါးစပ်တဲကိုထည့်ပေးလိုက်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ကလေးကိုလေပင်းညစ်တာလိုက်ပါတယ်တစ်ဖက်မှာသူ့ရဲ့ဇနီးကစပင်ကိုပြင်ဆင်နေခဲ့ပါတယ်လင်မယားနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြတာပါရုတ်တဲ့အဲ့ဒီလူကဓာတ်နဲ့သူ့ဇနီးရဲ့လေပင်းကိုခုံလိုက်ပါတယ်နောက်ဆုံးမှာတော့သူဟာသူ့ရဲ့ဝမ်းပိုက်ကိုခွဲလိုက်ပြီးကိုတတ်တေးလိုက်ပါတယ်သူ့ရဲ့ငငယ်ကလည်းသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်ကျိုးဆွဲချပြီးတတ်တေးဖို့ရွေးချယ်လိုက်ပါတယ်ဒါတင်မကသေးဘူးဒီကအမျိုးသမီးအားလုံးစုပေါင်းပြီးကိုတတ်တေးကြပါတယ်ဒါပေမဲ့ဒါဟာသမိုင်းမှာတကယ်ဖြစ်ခဲ့တဲ့မြင်ကွင်းတစ်ခုပါသူတို့ကစီတစ်လူမျိုးတွေဖြစ်ကြပါတယ်အမဲလိုက်ပြီးအသက်မွေးဝမ်းကြောင်းပြုနေခဲ့ကြတာပါရိုင်းဆိုင်ပြီးရှေ့ကြတဲ့ဘဝကိုလည်းပိုင်ဆိုင်ကြပါတယ်1895ခုနှစ်ဒီနေ့အထိပါချင်းမင်းဆက်ကဂျပန်ကိုထိုင်ဝမ်ကိုပေးအပ်တဲ့အချိန်ချီမိုနိုဆွေကီစာချုပ်ကိုလက်မှတ်ရေးထိုးလိုက်တဲ့အချိန်အထိပါဒါကြောင့်ဒီနေရာဟာဂျပန်စစ်တပ်အတွက်တယံစာတနေမြေတစ်ခုဖြစ်လာခဲ့ပါတယ်ဂျပန်တွေရဲ့အမြင်မှာတော့စီတစ်လူမျိုးတွေဟာရိုးရှင်းတဲ့စိတ်နဲ့ကောင်းမွန်တဲ့ဖွံ့ဖြိုးတဲ့ခန္ဓာကိုယ်တွေရှိတဲ့အိမ်မွေးတိရစ္ဆာန်တွေသာဖြစ်ပါတယ်သူတို့ဟာမောက်မာစွာကျူးကျော်ဝင်ရောက်ခဲ့ပါတယ်ရိုင်ဖယ်တနတ်တွေနဲ့လက်နက်ကင်ထားတဲ့ဂျပန်စစ်တပ်တွေကိုစန့်ကျင်ပြီးစီတစ်လူမျိုးတွေရဲ့ခုခံမှုဟာတိကျစွာအရေးမပါခဲ့ပါဘူးခုခံဝန်သူအားလုံးကိုလည်းအသက်ခံခဲ့ရပါတယ်ဒါကြောင့်ဂျပန်စစ်တပ်ဟာဒီနေရာကိုအလွယ်တကူထိန်းချုပ်နိုင်ခဲ့ပါတယ်နောက်ပိုင်းရက်တွေမှာတော့သူတို့ဟာဒီမှာဆေးရုံတွေနဲ့ကျောင်းတွေကိုတည်ဆောက်ခဲ့ပါတယ်နောက်ပြီးတခြားခင်မီတဲ့အဆောက်အဦတွေကိုလည်းစောင့်လိုက်ပါတယ်ဟုတ်ပါတယ်စီတစ်လူမျိုးတွေဟာဂျပန်တွေရဲ့ကြိုးတွေဖြစ်နေခဲ့ပါပြီဒီအုပ်ချုပ်မှုဟာနှစ်ပေါင်း35နှစ်ကြာခဲ့ပါတယ်ယောက်ျားတွေဟာဂျပန်စစ်တပ်အတွက်နေ့တိုင်းပြပန်လုပ်ကင်ခဲ့ရပါတယ်အမျိုးသမီးတွေဟာတိတ်ခါမဲ့စွာနေထိုင်ခဲ့ရပါတယ်ကလေးတွေတောင်ငယ်စဉ်ကတည်းကဂျပန်ပညာရေးကိုသင်ယူခဲ့ရပါတယ်စီတစ်ကလေးတယောက်ကဂျပန်ကလေးတယောက်ထက်ပိုတော်ရင်ဆရာကသူ့ကိုရိုက်နေပါတယ်တနေ့မှာမျိုးနွယ်စုထဲကတယောက်မင်္ဂလာဆောင်လိုက်ပါတယ်လူတိုင်းတောက်စားပျော်ပါနေတော့ဂျပန်စစ်သားတယောက်ကရုတ်တရက်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်စိတ်အားထက်သန်တဲ့တရုတ်သားကသူ့ကိုယဉ်ကျေးစွာနဲ့တောက်ဆရာကမ်းပေးဖို့ပြေးသွားခဲ့ပါတယ်ဒါပေမဲ့မတော်တဆစစ်သားရဲ့အဝတ်အစားပေါ်မှာဖိတ်ဆင်သွားခဲ့ပါပြီမမျှော်လင့်ပဲစစ်သားကဒေါသကြီးဖြစ်သွားခဲ့ပြီးတရုတ်သားကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ပါတယ်မျိုးနွယ်စုဝင်တွေဟာနောက်ဆုံးတော့မခံမရနိုင်တော့ပါဘူးသူတို့ဟာသူတို့ရဲ့အကြာကြီးဖိနှိပ်ခံထားတဲ့နာကျင်မှုအားလုံးကိုဒီဂျပန်စစ်သားအပေါ်မှာပုံချလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့လူတယောက်ကဓာတ်ကိုကောက်ကင်လိုက်ပြီးစစ်သားကိုနှစ်ပိုင်းဖြတ်ဖို့ကြံရွယ်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုမျိုးနွယ်စုခေါင်းဆောင်ကတားလိုက်ပါတယ်ခေါင်းဆောင်ကချင်းပြပြီးသူတို့ဂျပန်ကိုမခုခံနိုင်တာမဟုတ်ဘူးဒါပေမဲ့ပုံကံဖို့အချိန်မတန်သေးလို့ပါတကယ်တော့ခေါင်းဆောင်ဟာဒီနှစ်တွေအတွင်းမှာအစီအစဉ်တွေတေချာစဉ်းစားထားခဲ့တာပါအားတဲ့အချိန်တိုင်းရမုတ်တွေကိုစုဆောင်းနေခဲ့တာပါရမုတ်တွေလုံလောက်တဲ့အထိစုဆောင်းမိတဲ့အခါအဲ့ဒါဟာသူတို့ရဲ့ခုခံမဲ့အချိန်ပါပဲဒါကြောင့်ခေါင်းဆောင်ဟာတန်ဖိုးကြီးတဲ့လက်ဆောင်တွေနဲ့တွားပြီးတောင်းပန်ပါတယ်ဒါပေမဲ့ဂျပန်တွေကတောင်းပန်တာကိုငင်းပယ်ယုံတယ်မကဘူးဒီကိစ္စကိုသူတို့ရဲ့စာတိမြေကိုအကြောင်းကြားပြီးပြီလို့ပြောပါတယ်စီဒီလူမျိုးအားလုံးကိုတတ်ပစ်မယ်လို့လည်းချိန်ကြောင်းလိုက်ပါတယ်ဒီစကားကိုကြားလိုက်တဲ့အခါခေါင်းဆောင်မှာခုခံမှုအစီအစဉ်ကိုစောစတင်ဖို့ပဲတတ်နိုင်တော့ပါတယ်အချက်ရထားတဲ့မျိုးနွယ်စုဝင်တွေဟာနောက်ထပ်မခံနိုင်တော့ပါဘူးအားလုံးကတတ်ခိုက်ဖို့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုဖော်ပြကြပါတယ်တိုက်ဆိုင်ပဲဂျပန်တွေဟာနောက်နေ့မှာအားကစားပွဲတစ်ခုကိုကျင်းပဖို့ရှိပါတယ်ဒါဟာရက်ခဲတဲ့အခွင့်အရေးကောင်းတစ်ခုပါပဲဒါပေမဲ့သူတို့ဟာဂျပန်စစ်တပ်ကိုရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုသိတာပါတယ်ဒါကြောင့်သူတို့ဟာနီလန်ကောင်းတစ်ခုကိုစဉ်းစားမိပါတယ်နောက်နေ့မနေ့ဆောမှာမြူတွေဆိုင်နေတဲ့အားကစားပွဲဟာပုံမှန်အတိုင်းဆက်လက်ကျင်းပနေခဲ့ပါတယ်တန်တရားမရှိတဲ့ဂျပန်တွေကစီးတဲ့လူမျိုးတွေကိုအရင်အတိုင်းပဲဖိနှိပ်နေတော့မှရုတ်တဲ့စီးတဲ့လူငယ်တယောက်ကအလင်းအမြန်ပွဲခင်းတဲ့ကိုပြေးဝင်လာခဲ့ပါတယ်ဂျပန်စစ်သားတယောက်ရဲ့ခေါင်းကိုဓာတ်တစ်ချက်ထဲနဲ့ခုတ်ဖြတ်လိုက်ပါပြီပြီးတော့တောထဲကိုပြေးဝင်သွားလိုက်ပြီးဂျပန်စစ်သားတွေကအနီးကလိုက်လာကြပါတယ်ဒါပေမဲ့ဒီမှာစီတဲ့လူမျိုးတွေဟာချောင်းကိုတက်ခိုက်ဖို့အရင်ကတည်းကပြင်ဆင်ထားပြီးသားပါဂျပန်စစ်သားတွေတယောက်ပြီးတယောက်ချုပ်ပုတ်ထဲကိုဆွဲသွင်းခံလိုက်ရပါတယ်ချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပြီးခဏလေးအတွင်းမှာပဲဂျပန်စစ်သားတစ်ဖွဲ့လုံးကအချင်းခံလိုက်ရပါတယ်ဂျပန်တွေရဲ့ဖိနှိပ်မှုကိုနှစ်ပေါင်း35နှစ်ခံခဲ့ရတဲ့စီတဲ့လူမျိုးတွေဟာဒီအချိန်မှာတော့သူတို့ရဲ့ဂုဏ်သိက္ခာကိုနောက်ဆုံးမှပြန်လည်ရယူနိုင်ခဲ့ပါတယ်ပြီးတော့သူတို့ဟာပွဲခင်းတဲ့ကိုအလင်းအမြန်ပြေးဝင်သွားခဲ့ပြီးဂျပန်တွေကိုယူသွတ်စွာတပ်ဖြတ်တာကိုစတင်လိုက်ပါတယ်အကြာကြီးဖိနှိပ်ခံခဲ့ရတဲ့အချက်တရားတွေဟာနောက်ဆုံးမှလွတ်မြောက်သွားခဲ့ပါပြီကီမိုနိုဝတ်ထားတဲ့ဘုဒ္ဓကိုမဆိုအချင်းမထားခဲ့ပါဘူးကလေးတွေတောင်ပုံကမှုမပါဝင်ခဲ့ကြပါတယ်သူတို့ကိုနှိပ်စက်ခဲ့တဲ့ဆရာတွေနဲ့သူတို့ကိုအချက်ခွဲပြီးရိုက်နှက်ခဲ့တဲ့အတန်းပေါ်တွေကိုလက်နက်ဆွဲကိုက်ပြီးတိုက်ခိုက်ကြပါတယ်ပွဲကင်းတစ်ခုလုံးကမကြာခင်မှာချုပ်သွေးသွားခဲ့ပါပြီမကြာခင်မှာပဲစီးတဲ့လူမျိုးတွေကနေရာကိုသိမ်းပိုက်လိုက်ပါတယ်သူတို့ကဂျပန်စစ်တပ်စီကတနအားလုံးကိုသိမ်းယူလိုက်ပြီးဂျပန်အားလုံးကိုတပ်ပစ်ဖို့ပြင်ဆင်နေပါတယ်သူတို့ရဲ့ကိုယ်ပိုင်နေရာကိုပြန်လည်ရယူဖို့ပါဒါပေမဲ့မမျှော်လင့်ပဲဂျပန်စစ်သားတယောက်ကလွတ်မြောက်သွားခဲ့ပါတယ်ဂျပန်အလောင်းတွေနဲ့ပျက်စီးနေတဲ့အိမ်တွေတကယ်တော့ခေါင်းဆောင်ဟာဒါဟာပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်မယ်ဆိုတာကိုသိထားပြီးသားပါဒါကြောင့်မျိုးနွယ်စုဝင်တွေကိုအရင်ကတည်းကချွေပြောင်းထားခဲ့ပါတယ်သူကအမျိုးသမီးတွေနဲ့ကလေးတွေကိုတောထဲကိုတွားခိုင်းလိုက်ပါတယ်ယောက်ျားတွေကရွာဘက်ကိုပြန်လှည့်သွားတဲ့အချိန်မှာဒီအချိန်မှာအမျိုးသမီးတွေကရုတ်တရက်ရက်လိုက်ပါတယ်သူတို့မှာစားစရာမလုံလောက်ဘူးဆိုတာကိုသူတို့သိပါတယ်ဒါကြောင့်ကလေးတွေကိုစားစရာတွေယူသွားပြီးယောက်ျားတွေနဲ့တွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကိုယ်တိုင်ကတော့အဲ့ဒီမှာထာဝရကြံရည်နေခဲ့ပါတယ်ဒီလိုအရေးပါတဲ့အခိုက်အတန့်မှာအမျိုးသမီးတွေရဲ့ရဲရင့်မှုဟာယောက်ျားတွေထက်မနေပါဘူးတခြားတနေရာမှာတော့ကောင်လေးတစ်ယောက်ကဂျပန်စစ်တပ်ရဲ့ကင်းစခန်းကိုဖျက်ပြီးအပြေးသွားခဲ့ပါတယ်
ဂျပန်စစ်သားတွေကချက်ချင်းလိုက်ပန်းခဲ့ပါတယ်အလားတူပဲသူတို့ဟာတပန်စီဒစ်လူမျိုးတွေရဲ့ထောင်ချောက်ထဲကိုရောက်သွားပြန်ပါပြီစီဒစ်လူမျိုးတွေဟာမက်ဆောက်တဲ့တောအုပ်ထဲမှာလင်းလင်းမြမြရှေ့သို့နောက်ဆုတ်လှုပ်ရှားနေခဲ့ကြပါတယ်ဂျပန်စစ်သားတွေကတော့ဒီလိုချမ်းသာတဲ့မြေပြင်အနေအထားကိုလုံးဝကျွမ်းကျင်စွာတွာလာနိုင်စွာမရှိပါဘူးဒီအာသာချက်ကိုအသုံးချပြီးဂျပန်တွေမှာပြန်လည်ခုခံနိုင်စွာမရှိခဲ့ပါဘူးသူတို့ဟာအလူအလဲခံခဲ့ရပြီးအချစ်ချင်းထွက်ပြေးခဲ့ရပါတယ်အပေါ်ကဘုံတွေကျဲချတာတော့အနှင်းငယ်သာအကျိုးတက်ရောက်မှုရှိခဲ့ပါတယ်ဌာနချုပ်ကတိုက်ပွဲအခြေအနေကိုတိလိုက်ရတဲ့အခါဒေါ်ရထွက်သွားခဲ့ပါပြီဒီလိုရိုင်းဆိုင်တဲ့လူတွေဟာဒီလောက်အထိရဲတင်းလိုက်မယ်လို့သူမထင်ထားခဲ့ပါဘူးစစ်ပွဲကိုအဆုံးသတ်ဖို့သူတို့ကကြောင်းမဲ့ဖွယ်စီဝါအစိတ်တောင်းငွေကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ကြပါတယ်အစိတ်သိက်ခံထားရတဲ့စီဒစ်လူမျိုးတွေဟာအားနေပြီးအင်အားမဲ့သွားခဲ့ကြပါတယ်။တချို့က MB1 ချောစပြုလာခဲ့ကြပါပြီ။သူတို့ရဲ့မျက်နှာတွေကလုံးဝပုံပြတ်သွားခဲ့ပါတယ်။ဒီလိုနာကျင်မှုကိုမခံနိုင်တော့တဲ့အတွက်တချို့ကကြိုးဆွဲချပြီးတက်သေးဖို့ရွေးချယ်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ဂျပန်စစ်တပ်ဟာမော်တာတွေကိုသုံးဖို့ပြင်ဆင်ခဲ့ကြပါပြီ။တောအုပ်ကိုအကြီးအကျယ်ပုံကျဲဖို့ပါအမြောက်တန်တွေစူညံစွာထွက်ပေါ်လာတဲ့အခါကြီးစံတွေဟာမိုးရွာသူတို့ကြားရောက်လာခဲ့ပါတယ်။တောအုပ်တစ်ခုလုံးချက်ချင်းမိပစ်လက်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။စီဒီလူမျိုးတွေဟာနေရာတိုင်းမှာပုံးချောင်ဖို့အတင်းအကျပ်ခံလိုက်ရပါတယ်။မုံကျတိုက်ခိုက်မှုအတော်များပြီးတဲ့နောက်တောအုပ်ကြီးကတိတ်ဆိတ်သွားခဲ့ပါပြီ။ဂျပန်စစ်တပ်ကသူတို့ရဲ့အောင်ပွဲကိုဌာနချုပ်ကိုတည်င်းပို့ဖို့ပြင်ဆင်နေတော့မှနောက်ဆုံးကြံတဲ့စီဒီလူမျိုးတွေကအကုန်လုံးတဟုန်ထိုးထွက်လာခဲ့ကြပါတယ်။သူတို့ဟာရက်ဆက်တဲ့တာရဲတွေလိုဂျပန်စစ်တပ်စီကိုတိုးဝင်တိုက်ခိုက်ခဲ့ကြပါတယ်။စီဒီလူမျိုးတွေရုတ်တရက်ပေါ်ပေါက်လာတာကြောင့်ဂျပန်တွေကအလန့်တကြားဖြစ်သွားခဲ့ပါပြီ။လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ဂျပန်စစ်တပ်ဟာခြေလမ်းတိုင်းဆုတ်ယုတ်သွားခဲ့ပါတယ်။သူတို့ရဲ့ပေးဆက်မှုအားလုံးဟာသူတို့ရဲ့တရားဝင်နေရာကိုပြန်လည်ရယူဖို့အတွက်သာဖြစ်ပါတယ်။တိုက်ပွဲကြောင့်သွေးပိတ်ကြနေတဲ့စီဒီလူမျိုးတွေဟာသူတို့ရဲ့အောင်ပွဲကိုဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တရားကိုရောက်လာတဲ့အခါမှာတော့သူတို့တွေးလိုက်ရတာကဂျပန်တပ်ဖွဲ့အင်အားအဓိကဟာတရားဦးမှရှိနေခဲ့ပြီးစစ်တနတ်တွေနဲ့အမြောက်တွေကိုသူတို့စီကိုချိန်ထားတာပါဒါတောင်မှစီတဲ့လူမျိုးတွေဟာနောက်မဆုတ်ခဲ့ကြပါဘူးသူတို့ခန္ဓာကိုယ်တွေကိုဆုံးရှုံးနိုင်ပေမဲ့သူတို့ရဲ့စိတ်ဝိညာဉ်ကိုတော့ဘယ်တော့မှအဆုံးရှုံးခံမှာမဟုတ်ပါဘူးနောက်ဆုံးမှာတော့မူလ300ကျော်ရှိတဲ့စီဒီလူမျိုးတွေထဲက6ယောက်ပဲကျန်ပါတော့တယ်ဂျပန်စစ်တပ်ကနေရာတိုင်းမှာလက်နက်ချဖို့စာရွက်စာတမ်းတွေကျေချလိုက်ပါတယ်ခေါင်းဆောင်ကအရာအလုံးအဆုံးတတ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ်အခုသူတို့လုံနိုင်တာကကိုယ့်ကိုတတ်သေးတာဒါမှမဟုတ်လက်နက်ချတာပါခိုင်မာတဲ့စီဒီလူမျိုးတွေဟာဂျပန်တွေရဲ့ကစားစရာဖြစ်ခံဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနောက်ဆုံးမှာသူတို့အားလုံးတောအုပ်ထဲမှာကျိုးဆွဲချပြီးတတ်တည်သွားကြပါတယ်သွေးရောင်လွှမ်းနေတဲ့ချယ်ရီပင်အောက်မှာဂျပန်တပ်မှုကပြန်သွေးနေခဲ့ပါတယ်။စီဒစ်လူမျိုး300ဟာငါတို့ရဲ့တပ်အင်အားထောင်နဲ့ရှိကိုခုခံခဲ့တာ။ဘာကြောင့်ငါဟာဒီဝေးလံတဲ့ထိုင်ဝမ်မှာလွန်ခဲ့တဲ့နှစ်တရာကပျောက်ကွယ်သွားတဲ့ငါတို့ရဲ့ဆာမူရိုင်းစိတ်ဓာတ်ကိုမျက်မြင်တွေ့ခဲ့ရတာလဲ။